ကိုးစနေနှစ်ထက်ကြတဲ့နေ့ကိုးစနေနှစ်ထက်ကြတယ်ဆိုတာဆရာတို့မြန်မာလိုကိုးရဲ့အင်္ဂလိပ်လိုကိုးရဲ့စနေနေ့ကြတယ်ကိုးစနေနှစ်ထက်ကြတယ်ဆိုတာကတော့ဗောနော်ဆရာတို့အဲ့နေ့ကအယမ်းကိုမှဘေးရင်ရတရားအတွက်အယမ်းကိုမှလွန်စွာမှနော်ထူကြတဲ့နေ့ဖြစ်တယ်နော်လော်ကီအစီရင်တွေလုပ်မယ်ဂမ်ဘီယာအစီရင်တွေလုပ်မယ်ရတရားတွေလုပ်မယ်ဆိုရင်ချက်ချင်းကိုမှအစဉ်ပြေပြီးချက်ချင်းကိုမှထူပြီးချက်ချင်းကိုမှအားလုံးကောင်းမွန်ပြီးမှပြန်လဲအစဉ်ပြေစေတဲ့နေ့တစ်နေ့လို့ဆရာတို့ပြောလို့ရတယ်အဲ့တော့ကိုးစနေနှစ်ထက်ကြတဲ့နေ့ဟာဘေးရင်ရတရားအတွက်နော်အယမ်းကိုမှနော်ဒီကုသိုလ်တရားတွေလုပ်မယ်ကုသိုလ်ရေးရတရားတွေလုပ်မယ်ဆိုရင်ချက်ချင်းကိုမှအစွမ်းပြပါတယ်အဲ့တော့ဆရာစကားတွေအများကြီးပြောမနေတော့ဘူးနော်အားလုံးပဲအဲ့နေရရွှေတကားငွေတကားတိုက်တကားပွင့်စေမဲ့တရားမင်းကူမဲ့ကိုးနဝင်းရတရားတခုကိုဆရာပြိတ္တတွေကိုဆရာပြောပေးမှာဖြစ်တယ်ဒီရတရားကိုကိုးစနေနေ့မနက်9နာရီ9မိနစ်မှာပြုလုပ်ရမှာဖြစ်တယ်နော်အဲ့တော့ဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့ရွှေတကားပွင့်လာလိမ့်မယ်ရွှေတကားပွင့်ပြီးရွှေတွေဝင်လာလိမ့်မယ်ရွှေတွေရလာလိမ့်မယ်ငွေတကားပွင့်ပြီးတော့ငွေတွေရလာလိမ့်မယ်ငွေတွေဝင်လာလိမ့်မယ်တိုက်တကားပွင့်ပြီးတော့ကိုယ့်အဆောင်လျှောက်တွေကကူညီလိမ့်မယ်မားစားလိမ့်မယ်နော်အဲ့တော့ကိုနဝင်းရတရားလေးတစ်ခုကိုဆရာပြောပြပေးမယ်ယုံယုံကြည်ကြည်နဲ့သာလုပ်ပါအယမ်းကိုမှလွန်စွာမှထူကြတဲ့နေမှာဒီရတရားကိုပြုလုပ်လိုက်ပြီဆိုတာနဲ့ရွှေတကားငွေတကားတိုက်တကားတွေပွင့်ပြီးတော့မိမိဟာစီးပွားရေးတွေစီးပွားပြက်နေရင်စီးပွားကျနေတော့မှစီးပွားရေးတွေပြန်လဲတိုးတက်ကောင်းမွန်လာမယ်အလောက်ကိုင်းတွေပြန်ပြီးတော့အဆင်ပြေလာမယ်ငွေတွေသိန်းချီဆယ်ချီရာချီဝင်လာမယ်အယောင်းဝယ်တွေပြန်ကောင်းလာမယ်အလောက်ကိုင်းတွေပြန်အဆင်ပြေလာမယ်နော်အကျွေးရှိရင်လည်းအကျွေးတွေအကုန်လုံးကြေလာလိမ့်မယ်ထီတွေလည်းချဲတွေလည်းပေါက်လာလိမ့်မယ်နော်အဲ့ဒါကြောင့်မလို့ဆရာတို့ဒီနေ့မှာဒီရတရားကိုတေချာပေါက်လုပ်ဖို့ဆရာပြောချင်တယ်နော်အဲ့တော့ဆရာပြိတ္တမိသားစုတွေအကုန်လုံးနော်ဆရာတို့9ရက်5လနော်မနက်9နာရီ9မိနစ်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ရီ6ခွက်နော်အမွှေးတိုင်း6တိုင်းစီမီ6တိုင်းကော်ဖီ6ခွက်ကိန်းမုတ်6ချက်နော်ဆရာတို့ကတ်လူရမှာဖြစ်တယ်ပြီးတော့နှင်းစီပန်းဝယ်လို့ရတဲ့လူတွေကတော့နှင်းစီပန်း6ပွင့်မှာမြတ်စွာဘုရားကိုကတ်လူရမှာဖြစ်တယ်နော်ကော်ဖီကိန်းမုတ်ကတ်စီဝါအလွန်တက်ဆိုတဲ့အတိုင်းပဲ9ရက်နေ့9စနေနေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီ6ချက်ကိန်းမုတ်6ချက်တောက်တော်ရီ6ခွက်စီမီ6တိုင်းအမွှေးတိုင်း6တိုင်းနှင်းစီပန်း6ပွင့်နော်ကတ်လူပြီးတော့မှတန်မုတ်တွေကာတာ6ကောက်နော်တန်မုတ်တွေကာတာ6ကောက်24ပစ္စည်းအချင်း6ကောက်နော်ဂုံတော်6ပေါက်ကိုရွတ်ဂုံတော်6ပေါက်6ပေါက်ကို6ကောက်ကိုရွတ်ဖက်ပူဇော်ပြီးတော့မှဆရာတို့ဆူတောင်းပါနော်ချက်ချင်းကိုမှဆူတောင်းပြည့်တယ်လိုရာဆန္ဒတွေပြေးွားတယ်တိုက်တကားငွေတကားရွှေတကားပွင့်စေပြီးတော့မှတရားမင်းတော်မှာကိုယ်ကူမဲ့ရတရားလို့တော့ပြောလို့ရတဲ့အထူးအစွမ်းထက်ရတရားကြီးတစ်ခုကိုဆရာပြိတ္တတွေကိုဆရာလက်ဆောင်ပေးလိုက်တာဖြစ်တယ်ချက်ချင်းလှုပ်ချက်ချင်းထူးချက်ချင်းစွမ်းချက်ချင်းအစဉ်ပြေစေမဲ့ရတရားဖြစ်တယ်เนาะအဲ့တော့ဒီနေ့ကလွန်စွာမှเนาะရှားပါတဲ့နေ့လွန်စွာမှထူးခြားတဲ့နေ့ဖြစ်တဲ့အတွက်ဒီရတရားလေးကိုတေးသေးချာချာလုပ်ပါဒီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နာကိုရေးခဲ့ပါဆရာလည်းဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါဒီနေ့အရေးကြီးတာလေးတစ်ခုပြောချင်ပါတယ်ဆရာဒီနေ့6စနေနေ့ပေါ့နော်6စနေနေ့လွန်စွာမှထူးခြားတဲ့နေ့မှာဂမ်ဘီယာအစီရင်တွေလော်ဂီအစီရင်တစ်ခုကိုဆရာပြုလုပ်ပေးပါမယ်အဲ့ဒါကတော့6စနေဆိုတဲ့အတိုင်းပဲနဂါးမျိုးတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဆရာစီမှာ6စနေနေ့မှာပေါ့နော်ဒါရွှေနဂါးငွေနဂါးရတရားရဲ့နာမည်ကရွှေနဂါးငွေနဂါးဆိုတဲ့အစွမ်းထက်ငွေဝင်ကျန်းစေပြီးတော့လက်ပွင့်လက်ရွှင်စေမဲ့6စနေရတရားကိုပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တတွေအားလုံးကိုပါဝင်စေချင်ပါတယ်ဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာရွှေနဂါးငွေနဂါး6စနေနေ့အတွက်ရတရားကိုလာအပ်လို့ရပါပြီ6စနေနေ့တရက်သေးပဲပြုလုပ်ပေးမှာဖြစ်ပါတယ်အရန်ကိုမှထူးခြားတဲ့နေ့အရန်ကိုမှအစွမ်းတက်ထီတွေပြေးွားတဲ့နေ့ဖြစ်လို့ဒီနေ့မှာရတရားလုပ်ရင်ဒီနေ့မှာချက်ချင်းအဆင်ပြေပါတယ်အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ဆရာတေချာလေးစီမံပေးမှာဖြစ်ပါတယ်မိမိနာမည်မွေးနေ့နာကို Messenger Viber Telegram မှာလာပို့ပြီးတော့ရွှေနဂါးငွေနဂါးဆိုတဲ့ရတရားကိုလာအပ်လို့ရပါပြီ9ရက်သားသမီးအားလုံးလဲ6စနေနေ့ကနေစပြီးတော့ကြံတိုင်းအောင်စောင်းတိုင်းမြောက်ပြီးတော့မှချမ်းသာအောင်မြင်တိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်6စနေနှစ်ထက်ကြတဲ့နေ့6စနေနှစ်ထက်ကြတယ်ဆိုတာဆရာတို့မြန်မာလို9ရက်အင်္ဂလိပ်လို9ရက်စနေနေ့ကြတယ်6စနေနှစ်ထက်ကြတယ်ဆိုတာကတော့ဗောနော်ဆရာတို့အဲ့နေ့ကအယမ်းကိုမှဘေးရင်ရတရားအတွက်အယမ်းကိုမှလွန်စွာမှနော်ထူကြတဲ့နေ့ဖြစ်တယ်နော်လော်ကီအစီရင်တွေလုပ်မယ်ဂ
ဂမ်ဘီယာအစီရင်တွေလုပ်မယ်ရရတွေလုပ်မယ်ဆိုရင်ချက်ချင်းကိုမှအစဉ်ပြေပြီးချက်ချင်းကိုမှထူပြီးချက်ချင်းကိုမှအားလုံးကောင်းမွန်ပြီးမှပြန်လဲအစဉ်ပြေသေးတဲ့နေ့တစ်နေ့လို့ဆရာတို့ပြောလို့ရတယ်အဲ့တော့ကိုးစနေနှစ်ထပ်ကြတဲ့နေ့ဟာဘေးရင်ရရအတွက်เนาะအရန်ကိုမှเนาะဒီကုသိုလ်တရားတွေလုပ်မယ်ကုသိုလ်ရေးရရတွေလုပ်မယ်ဆိုရင်ချက်ချင်းကိုမှအစွမ်းပြပါတယ်အဲ့တော့ဆရာစကားတွေအများကြီးပြောမနေတော့ဘူးเนาะအားလုံးပဲအဲ့နေရရွှေတကားငွေတကားတိုက်တကားပွင့်စေမဲ့တရားမင်းကူမဲ့ကိုနဝင်းရရတခုကိုဆရာပြိတ္တတွေကိုဆရာပြောပေးမှာဖြစ်တဲ့ဒီရရကိုကိုးစနေနေ့မနက်9နာရီ9မိနစ်မှာပြုလုပ်ရမှာဖြစ်တယ်เนาะအဲ့တော့ဒီရရကိုပြုလုပ်ပြီးဆိုတာနဲ့ရွှေတကားပွင့်လာလိမ့်မယ်ရွှေတကားပွင့်ပြီးရွှေတွေဝင်လာလိမ့်မယ်ရွှေတွေရလာလိမ့်မယ်ငွေတကားပွင့်ပြီးတော့ငွေတွေရလာလိမ့်မယ်ငွေတွေဝင်လာလိမ့်မယ်တိုက်တကားပွင့်ပြီးတော့ကိုယ်အဆောင်လျှောက်တွေကကူညီလိမ့်မယ်မားစားလိမ့်မယ်เนาะအဲ့တော့ကိုနဝင်းရရလေးတစ်ခုကိုဆရာပြောပြပေးမယ်ယုံယုံကြည်ကြည်နဲ့သာလုပ်ပါအရန်ကိုမှလွန်စွာမှထူကြတဲ့နေမှာဒီရရကိုပြုလုပ်လိုက်ပြီးဆိုတာနဲ့ရွှေတကားငွေတကားတိုက်တကားတွေပွင့်ပြီးတော့မိမိဟာစီးပွားရေးတွေစီးပွားပြက်နေရင်စီးပွားကျနေတော့မှစီးပွားရေးတွေပြန်လဲတိုးတက်ကောင်းမွန်လာမယ်အလောက်ကိုင်းတွေပြန်ပြီးတော့အဆင်ပြေလာမယ်ငွေတွေသိန်းချီဆယ်ချီရာချီဝင်လာမယ်အယောင်းဝယ်တွေပြန်ကောင်းလာမယ်အလောက်ကိုင်းတွေပြန်အဆင်ပြေလာမယ်เนาะအကျွေးရှိရင်လည်းအကျွေးတွေအကုန်လုံးကြေလာလိမ့်မယ်ထီတွေလည်းချဲတွေလည်းပေါက်လာလိမ့်မယ်เนาะအဲ့ဒါကြောင့်မလို့ဆရာတို့ဒီနေ့မှာဒီရတရားကိုတေချာပေါက်လုပ်ဖို့ဆရာပြောခြင်းတယ်เนาะအဲ့တော့ဆရာပြိတ္တမိသားစုတွေအကုန်လုံးเนาะဆရာတို့9ရက်5လเนาะမနက်9နာရီ9မိနစ်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ရီ6ခွက်เนาะအမွေးတိုင်း6တိုင်းစီမီ6တိုင်းကော်ဖီ6ခွက်ကိန်းမုတ်6ချက်เนาะဆရာတို့ကတ်လူရမှာဖြစ်တယ်ပြီးတော့နှင်းစီပန်းဝယ်လို့ရတဲ့လူတွေကတော့နှင်းစီပန်း6ပွင့်မှာမြတ်စွာဘုရားကိုကတ်လူရမှာဖြစ်တယ်เนาะကော်ဖီကိန်းမုတ်ကတ်စီဝါအလွန်တက်ဆိုတဲ့အတိုင်းပဲ9ရက်နေ့9စနေနေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီရဲ့ကော်ဖီ6ချက်ကိန်းမုတ်6ချက်တောက်တော်ရီ6ခွက်စီမီ6တိုင်းအမွေးတိုင်း6တိုင်းနှင်းစီပန်း6ပွင့်เนาะကတ်လူပြီးတော့မှတန်မုတ်တွေကာတာ6ကောက်เนาะတန်မုတ်တွေကာတာ6ကောက်24ပစ္စည်းအချင်း6ကောက်เนาะဂုံတော်6ပါးကိုရွတ်ဂုံတော်6ပါး6ပေါက်ကို6ကောက်ကိုရွတ်ဖတ်ပူဇော်ပြီးတော့မှဆရာတို့ဆူတောင်းပါเนาะချက်ချင်းကိုမှဆူတောင်းပြည့်တယ်လိုရာဆန္ဒတွေပြေးွားတယ်တိုက်တကားငွေတကားရွှေတကားပွင့်စေပြီးတော့မှတရားမင်းတော်မှာကိုယ်ကူမဲ့ရရလို့တောင်ပြောလို့ရတဲ့အထူးအစွမ်းထက်ရရကြီးတစ်ခုကိုဆရာပြိတ္တတွေကိုဆရာလက်ဆောင်ပေးလိုက်တာဖြစ်တယ်ချက်ချင်းလှုပ်ချက်ချင်းထူးချက်ချင်းစွမ်းချက်ချင်းအစဉ်ပြေစေမဲ့ရရဖြစ်တယ်เนาะအဲ့တော့ဒီနေ့ကလွန်စွာမှเนาะရှားပါတဲ့နေ့လွန်စွာမှထူးခြားတဲ့နေ့ဖြစ်တဲ့အတွက်ဒီရရလေးကိုတေးသေးချာချာလုပ်ပါဒီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နာကိုရေးခဲ့ပါဆရာလည်းဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ TikTok အကောင့် Facebook အကောင့်ကိုလည်း like and follow လေးလုပ်ထားပေးပါဒီနေ့အရေးကြီးတာလေးတစ်ခုပြောချင်ပါတယ်ဆရာဒီနေ့6စနေနေ့ပေါ့နော်6စနေနေ့လွန်စွာမှထူးခြားတဲ့နေ့မှာဂမ်ဘီယာအစီရင်တွေလော်ဂီအစီရင်တစ်ခုကိုဆရာပြုလုပ်ပေးပါမယ်အဲ့ဒါကတော့6စနေဆိုတဲ့အတိုင်းပဲနဂါးမြူးတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဆရာစီမှာ6စနေနေ့မှာပေါ့နော်ဒါရွှေနဂါးငွေနဂါးရတရာရဲ့နာမည်ကရွှေနဂါးငွေနဂါးဆိုတဲ့အစွမ်းထက်ငွေဝင်ကျန်းစေပြီးတော့လက်ပွင့်လက်ရွှင်စေမဲ့6စနေရတရာကိုပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တတွေအားလုံးကိုပါဝင်စေချင်ပါတယ်ဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာရွှေနဂါးငွေနဂါး6စနေနေ့အတွက်ရတရာကိုလာအပ်လို့ရပါပြီ6စနေနေ့တရက်သေးပဲပြုလုပ်ပေးမှာဖြစ်ပါတယ်အရန်ကိုမှထူးခြားတဲ့နေ့အရန်ကိုမှအစွမ်းတက်ထီတွေပြေးွားတဲ့နေ့ဖြစ်လို့ဒီနေ့မှာရတရာလုပ်ရင်ဒီနေ့မှာချက်ချင်းအဆင်ပြေပါတယ်အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ဆရာတေချာလေးစီမံပေးမှာဖြစ်ပါတယ်မိမိနာမည်မွေးနေ့နာကို Messenger Viber Telegram မှာလာပို့ပြီးတော့ရွှေနဂါးငွေနဂါးဆိုတဲ့ရတရာကိုလာအပ်လို့ရပါပြီ9ရက်သားသမီးအားလုံးလည်း6စနေနေ့ကနေစပြီးတော့ကြံတိုင်းအောင်စောင်းတိုင်းမြောက်ပြီးတော့မှချမ်းသာအောင်မြင်တိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်